မင်္ဂလာပါရှင်ဒီနေ့မှာတော့ကမ္ဘာအချမ်းသာဆုံးလူဇင်ဘတ်နိုင်ငံငယ်လေးအကြောင်းကိုဝေမျှပေးပါမယ်ရှင်လူဇင်ဘတ်နိုင်ငံကအနောက်ဥရောပမှာတည်ရှိတဲ့ကုန်းတွင်းပိတ်နိုင်ငံငယ်လေးတစ်ခုဖြစ်ပါတယ်စတူယန်းမိုင်အပြင်1000စတူယန်းမိုင်ခန့်သာကျင်းဝန်းပြီးလူဦးရေတန်းဝက်ခန့်သာနေထိုင်ပါတယ်ဘယ်လ်ဂျီယံနိုင်ငံပြင်သစ်နိုင်ငံဂျာမနီနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါတယ်ကိုစားပြုဒီမိုကရေစီစနစ်နဲ့စီးမြင့်ကံဘရင်စနစ်ကျင့်သုံးတဲ့နိုင်ငံဖြစ်ပြီးနေစားထက်မြင့်ပြီးဘရင်ထက်နှိမ်သော Green Jew ကနိုင်ငံကိုအုပ်ချုပ်ပါတယ်။ကမ္ဘာပေါ်မှာ Green Jew အုပ်ချုပ်တဲ့တခုတည်းသောအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒီနိုင်ငံကအလွန်ဖွံ့ဖြိုးတဲ့စီးပွားရေးရှိပြီးတော့နိုင်ငံတကာငွေကြေးအဖွဲ့ရဲ့အဆိုအရလူတဦးချင်းပြန်မြဝင်ငွေရအများဆုံးနိုင်ငံလည်းဖြစ်ပါတယ်။သမိုင်းကြောင်းနဲ့မဟာဗျူဟာအရအရေးပါသောနေရာဖြစ်ရှိခဲ့သည်မှာရောမခေတ်ကာလကခံတပ်တည်ရှိရာနေရာနဲ့အလယ်ခေတ်အစောပိုင်းက Frankish Count ရဲ့ရဲတိုက်တည်ရှိရာနေရာဖြစ်ရှိခဲ့ပါတယ်။ကမ္ဘာ GDP အမြင့်ဆုံးနိုင်ငံဖြစ်ပြီးတော့အအေးချမ်းအသာရဆုံးနိုင်ငံလေးတစ်ခုလည်းဖြစ်ပါတယ်။ရာဇဝတ်မှုအလွန်နည်းပါးပြီးတော့တနိုင်ငံလုံးမှာရဲဝန်ထမ်း1000ကျော်နဲ့အကျဉ်းထောင်3ခုမျှသာရှိပါတယ်။မြေမျက်နှာတွင်မြမညီညာပဲနဲ့နိုင်ငံရဲ့မြောက်ပိုင်းမှာမြင့်မားတဲ့တောင်တန်းတွေရှိပြီးတော့နိုင်ငံရဲ့တောင်ပိုင်းမှာတော့မြေဩဇာကောင်းမွန်တဲ့ဒေသတွေရှိပါတယ်။ဂျုံအာလူးနဲ့စပစ်တို့ကိုစိုက်ပျိုးကြပြီးတော့အရက်ချက်လုပ်ငန်းစက်မှုလက်မှုလုပ်ငန်းစတာတွေကိုလုပ်ကိုင်ကြပါတယ်။မြို့တော်နဲ့အကြီးဆုံးမြို့ကတော့လူဇင်ဘတ်မြို့ဖြစ်ပြီးတော့မြို့ကိုနှစ်ထပ်တိဆောက်ထားသလိုမျိုးအဆင့်2ဆင့်ရှိရာပထမအထပ်မှာတော့ပေ200မြင့်တဲ့တောင်စွန်းပေါ်မှာတည်ရှိပြီးဒုတိယအဆင့်ကိုလေကတစ်တွေဝင်ကဘာလမ်းတွေတရားကြီးနဲ့ဆက်သွယ်ထားပါတယ်။ပြည်တွင်းရထားလမ်းတွေကလည်းမိုင်300ကျော်ခန့်သာရှိလျားပါတယ်။လူဇင်ဘတ်မြို့ဟာဥရောပရဲ့အမြင့်ဆုံးတရားစီရင်ပိုင်ခွင့်ရှိတဲ့ဥရောပတရားရေးရုံးရဲ့ရုံးဆိုင်ရာမြို့လည်းဖြစ်ပါတယ်။လူဇင်ဘတ်နိုင်ငံရဲ့ရုံးသုံးဘာသာစကားကတော့ပြင်သစ်၊ဂျာမန်နဲ့လူဇင်ဘတ်ဘာသာစကားတို့ဖြစ်ပါတယ်။လူဇင်ဘတ်နိုင်ငံကကားပိုင်ဆိုင်မှုအများဆုံးနိုင်ငံဖြစ်ပြီးတော့လူဦးရေ1000စီတိုင်းမှာကားအစီးရေ618စီးအထက်မှာပိုင်ဆိုင်နေပါတယ်။ဆိုလိုတာကတော့လူ10ယောက်မှာ9ယောက်လောက်ကကိုယ်ပိုင်ကားရှိပါတယ်။လူဇင်ဘတ်နိုင်ငံရဲ့ passport ဟာကမ္ဘာဩဇာအကြီးဆုံး passport တွေထဲမှာပါဝင်နေပြီးတော့နိုင်ငံပေါင်း190ကိုဗီဇာမလိုပဲအလဲပတ်သွားလာနိုင်ပါတယ်။လူဇင်ဘတ်နိုင်ငံသားတွေကခရီးသွားလာရေးအတွက်ရထားနဲ့ဘတ်ကားတွေကိုအသုံးပြုကြပြီးတော့အဲ့ဒီရထားနဲ့ကားတွေကိုငွေကြေးပေးစရာမလိုပဲနဲ့အခမဲ့စီးနင်းခွင့်ရကြပါတယ်။လူဇင်ဘတ်နိုင်ငံသားတွေရဲ့တစ်နှစ်ဝင်ငွေကအမေရိကန်ဒေါ်လာ3သိန်းကျော်ဖြစ်ပြီးတော့ဥရောပမှာအနည်းဆုံးလောက်ခလာစာကိုအမြင့်ဆုံးပေးထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ဒီလောက်ဆိုရင်လူဇင်ဘတ်နိုင်ငံလေးအကြောင်းကိုသိရှိသွားလောက်ပြီလို့မျှော်လင့်ပါတယ်ရှင်။ကျမတို့ရဲ့ရွှေမြန်မာကိုလည်း like and subscribe လေးနဲ့ကူညီပေးခဲ့ဖို့တောင်းဆိုပါရစေ။ကြည့်ရှုသူပေါင်းကိုစိတ်နှပြကျမ်းမာကြပါစေရှင်။